မောင်မောင်မောင်ခေါ်နေမှာပဲနာညီအောင်မောင်မောင်မောင်ပိုင်ရှင်မန်းတီအောင်လို့မောင်မောင်မောင်ဟောမောင်လူကြီးလေးကဘာတွေစိုးနေတာတော့ဗျဩမမောင်ရေရရလေးဟော်ရီယာအတက်ထက်ကဆဆလေးကရရရဲ့အပိုင်းဆိုတော့တချင်းဆိုနေတာမမောင်ရဲ့ဟောဗျာကိုလူကြီးလေးကမောင်ကိုချွဲနေလိုက်တာပြောပါဦးဗာများလို့ချင်လို့လဲမမောင်တော့ရရမမောင်ကိုချစ်လို့ချွဲတာကိုတအုပ်ပူစားခြင်းလို့ထင်နေပေါ့အာမဟုတ်ရပါဘူးကိုလူကြီးလေးရဲ့မောင်ကချစ်လို့စတာပါဗျနှခိုင်းစုမထားပါနဲ့ဒီဘက်ကလေးလဲပါဦးမတည်ဘူးကွာမမောင်ကိုစိတ်ကောက်တယ်ရေခဲမုန်းနှမပြန်မချော့ရင်မဖြီဘူးတောင်းရစိတ်ကောက်မယ်ဒါပဲရေခဲမိုးကချောကလက်ပဲမလားချစ်တီးဘူးမမေးနဲ့ဝဲပဲချွေးရရစိတ်ကောက်နေလို့တတ်တတ်စာကိုစကားမပြောပါချစ်ရဘလို့တော့ချစ်ဖို့ကောင်းနေရတာတော့အဆူထော်နေတဲ့နှခမ်းလေးကိုကြိုက်စားလိုက်ရအမလေးဗုဒ္ဓဖေးပြိုလေးနဲ့ငါနဲ့ညာအနင်းနင်းဒီမှာရှိနေတယ်ကိုဆန့်တော့အင်းရဆက်ထွက်လာတဲ့အနှီးရောပြိုရောမြတ်တော်ရောပါရလေကိုစားတို့တွေ့တာညောင်တဲ့ကပါဖြစ်နေပြီးတော့မမြင်တာအော်ဟုတ်တာပဲဖះပြန်ဆင်းလာတော့နင်းတော့မပါတော့ထင်နေတာရလင်ကမင်းကွာငါ့အဖေလေးရမင်းတို့အတွေ့အကြုံကိုကြည့်နေလို့ပါလေလိုကမတတ်မှတ်ပါနဲ့ဟဲ့အနေကဲပါဦးရီးစားလို့ခြင်းနဲ့အာရမကယ်နိုင်ပါဘူးငါမှပြိုလေးရှိတယ်နေလို့မဟုတ်ဘူးမြတ်တော်ရဲ့အနှင်းကမောက်တာလည်းချောက်မပြောနဲ့လေမြတ်တော်အနှင်းကချောက်ဆနေတာမယုံနဲ့ဟဲ့ကြားလာနေမှာနင်းအတွက်မရှိဘူးတဲ့ပြူကအကြီးလားပြိုကို့ငဲကြည့်ပါအောင်ပြိုရဲ့တော်တိတ်ဆန်းရုပ်ချမ်းကြီးနဲ့ငုံမနေနဲ့လှရလည်းမဟုတ်ပဲနဲ့ငိုပါရဲ့ဆိုမှလှမလားလို့ကိုစားရဲ့ပြောထားပေါ့ပြီးလို့လက်ထက်ခွင့်ဟဲ့တထက်နင်းနင်းမဘာကိုလက်ထက်ခွင့်ဘာမှမဟုတ်ပါဘူးမောင်လူကြီးလေးရဲ့မောင်လူကြီးလေးနားကြလွှဲတာနေမှာပါမမောင်နော်မမှန်ပြောစမ်းဟဲ့ရလိန်တာမကြိုက်ဘူးနော်ဟုတ်လေအဲ့ဒါမမောင်မောင်ကမထူတော့ပါဘူးလေမောင်ဆိုတဲ့တထက်စားကိုမောင်လူကြီးကလက်ထပ်ခွင့်ပြုနိုင်မလားမောင်လူကြီးရဲ့တသက်လုံးမောင်တာဝန်ယူပြရစေမောင်လူကြီးကိုတသက်လုံးပြောအောင်ထားပါမယ်မမောင်လူကြီးအများကြီးကြည့်နေရလေထကွာမောင်ကိုဖြစ်ပြန်ပေးအောင်လေမောင်လူကြီးရဲ့အိုးဖွေးနေကြလို့တိလို့လားဟဲ့ရမမောင်လက်ထပ်မှာပေါ့ရလင်ကမမောင်အချိန်နဲ့အဖို့ပြပေးမှာအားကြောင့်လက်ထပ်ကြမယ်ပြောတယ်မောင်အများကြီးပြောတယ်မောင်လူကြီးလေးရဲ့ထားတော့နော်မမောင်ဟဲ့ရရှက်လာပြီဟုတ်မောင်လူကြီးလေးအနင်းမနင်းကြောင့်ငါ surprise အစီအစဉ်ကပြတ်သွားတာပြူသူ့ကိုပြန်မချင်နဲ့အိုးဟာကိုစားကွာချစ်တယ်နော်မမောင်မောင်လည်းမောင်လူကြီးလေးကိုချစ်ပါရဲ့ဗျာ